အဲ့တော့ဘယ်ဟာစမှလဲဆိုတော့မေကွန်းရှိရပါတော့ဘယ်ဟာစမှလဲဆိုတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲအရှိအပတ်ကအင်္ဂါနေ့ကဏ္ဍကိုရှုတယ်ပေါ့နော်အင်္ဂါနေ့မနက်ပိုင်း12 နာရီ10 မိနစ်ထွက်တဲ့ကဏ္ဍကိုရှုပါတယ်အဲ့တော့ဘာလဲပေါ့နော်ကျွန်တော်ဒီတပတ်ကိုကျွန်တော်တို့စကြည့်မယ်အင်္ဂါနေ့မနက်ထွက်ကဏ္ဍ8တက်ပါ8တက်ကိုပေါင်းလိုက်ရင်9ရပါတယ်9ပါဝါ4ပါ9နဲ့ခက်က6ပါ4နဲ့ခက်က2ပါ964နှစ်ကနောက်တစ်ပတ်အင်္ဂါနောက်တစ်ပတ်ဗုဒ္ဓဦးမကြော်ခင်ထွက်ပါတယ်အဲ့ထဲကကဏ္ဍပေါ့နော်အကုန်လုံးမထွက်တော့မှနှလုံးတစ်လုံးအနည်းဆုံးတော့လာတယ်လုံးဝမထိုးဆိုတဲ့တစ်ပတ်ကတစ်လုံးအနည်းဆုံးလာပါတယ်အဲကျွန်တော်ဘာလဲလာလဲကြည့်အောင်964နှစ်တဲကဒီကလေးလာနော်နှလုံးထွက်သွားတယ်โอเคအဲ့တော့အဲ့ဒီတစ်ပတ်မှာပဲနောက်တစ်ပတ်တော့ကျွန်တော်ကြည့်မယ်တင်ငါဆိုတော့တင်ငါပေါင်း6ပါဝါက6နှစ်ခက်က9တင်နှစ်ခက်က8ပါ6918နောက်တစ်ပတ်ဗုဒ္ဓမကြော်ခင်လာပါမယ်အဲ့တော့8လာတယ်1လာပါပဲเนาะ8 1လာပါတယ်ဘာမှတစ်ပတ်က4နှစ်လာတယ်နောက်တစ်ပတ်က8 1လာတယ်နောက်ဒီတစ်ပတ်ထဲမှာပဲကျွန်တော်တို့ကခွန်3ဆိုကဏ္ဍလာပါတယ်ရှေ့တစ်ပတ်ကခွန်3ဆိုတော့ကျွန်တော်ခွန်3ကိုကြည့်မယ်ခွန်3ပေါင်းရင်3ညပေါဝါ9 3ညနက်ကခွန်9နက်က3ပါဗုဒ္ဓဦးမကြော်ခင်လာမယ်ကဏ္ဍက3ညခွန်9 3ပါဒီတစ်ပတ်ထဲမှာเนาะမနေ့ကအထိပေါ့ဘာလာပါလဲဆိုတော့9လာပါเนาะ9လာပါတယ်3ညလည်းလာပါပါတယ်ပြီး3မှာလာပါเนาะအင်္ဂါနေ့မှာပြီးပါခွန်လည်းလာပါပါတယ်ဒီတစ်ပတ်မှာဆိုရင်ခွန်လဲလာပါတယ်โอเคအဲ့ဒါဗုဒ္ဓဦးနေ့မတိုင်ခင်အထိပါအဲ့ကျွန်တော်တို့တွေကဗုဒ္ဓဦးနေ့မတိုင်ခင်အထိပြီးတော့ဗုဒ္ဓဦးနေ့ကြော်ဝါရောဂျာပလီတောက်ကြအတွက်ဘယ်လိုစဉ်းစားရလဲဆိုတော့ကျွန်တော်တို့ကခုနအတိုင်းအောင်ပဲကျွန်တော်ပြောင်းပြီးစဉ်းစားရပါတယ်ပထမကျွန်တော်တို့က8တက်ကိုပေါင်းလိုက်တာပေါ့နော်ပေါင်းလိုက်တော့9ရပါတယ်အခုကကျွန်တော်တို့ကနှုတ်ရပါမယ်ကွာခြားချက်ကိုနှုတ်လိုက်ပါမယ်ခွန်ပါဝါက2ခွန်နခက်က3ည2နခက်က4ပါခွန်3ည2 4ရကြာတာပြီးတောက်ကြ2ရက်မှာလာတတ်ပါတယ်လာပါတယ်ဗောနော်ကြာပြီးတောက်ကြ2ရက်စထွက်အဲ့တော့ကျွန်တော်တို့ကဒီ2ရက်ကိုကြည့်ပါခွန်3ည2 4ခွန်3ည4 3လုံးလာအောင်ပဲနှစ်မလာဘူးဒါပေမဲ့3လုံးတော့လာတယ်ဗောနော်โอเคအဲ့ဒီဘက်ကိုပဲကျွန်တော်ဆက်ကြည့်မယ်တင်ငါဆိုတော့နှုတ်လိုက်ခွာချက်ချက်က4ပါဝါ9 4နှစ်ခက်က2 9နှစ်ခက်က6ပါ4နှစ်9 6နောက်တစ်ပတ်တောက်ကြနဲ့ကြာတာပြီးမှလာမလားကြည့်ပါမယ်4နှစ်9 6 4နှစ်9 6အကုန်လောက်ရပါတယ်နော်โอเคမရှိဘူးစောင်းအောင်ကြည့်ပါစောင်းအောင်ကြည့်ရင်တော့တွေ့ပါလိမ့်မယ်အဲ့တော့ဒီတစ်ပတ်အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့တက်မလဲခွန်3ပဲခုနအတိုင်းပဲခွန်3ခွာချက်က4
4ပါဝါ9 4နှစ်ခါ2 9နှစ်ခါက6ပါ4နှစ်9 6ကကျွန်တော်တို့ဒီတပတ်ရဲ့ကြာပေးတောက်ကြမှာလာမှာပါလွဲပါလာမှာပါအဲ့တော့ကျွန်တော်တို့ကတွက်မယ်ဆိုရင်ဒါနဲ့ပဲတွက်မှာပေါ့နော်ဒီကောင်ကျွန်တော်တို့ကကီးအနေနဲ့ထားတယ်4နှစ်9 6ကီးအနေနဲ့ထားပါမယ်ဒါကြီးပုံဖြတ်လိုက်တော့ဒီတစ်ပတ်တော့အဲ့တော့4နှစ်9 6ကကျွန်တော်တို့ကီးအနေနဲ့တွက်မယ်ကောင်ပါဒီနေ့ရတော့ okay အဲ့တော့ကျွန်တော်တို့ကဘာလို့တက်ရှာမလဲဆိုတော့ဝိုင်းချင်းနေရှာပါတော့အဲ့တော့ကဒီနေ့တော့ဒီနေ့22ရက်တလ26ပေါ့နော်ဂျာရီနေအတွက်ကနည်းနည်းကျန်းတယ်ဝမ်းချင်းရဘာဝမ်းချင်းလဲဆိုတော့3ဝမ်းချင်းရ6နှစ်ရအဲ့နှစ်ခုရှိရပါတော့လက်ရှိကနန်းများမယ်တစ်ချိန်တော့မလွတ်ဘူးကျွန်တော်ပြမယ်ဒီအပေါ်က4နှစ်9 6နဲ့တွဲရမှာခင်ဗျအပေါ်က4နှစ်9 6နဲ့တွဲရမှာခင်ဗျအဲ့တော့ရှစ်3ဝန်းချင်းတော့ကျွန်တော်တို့ဖမ်းကြအောင်ရှင်းနဲ့ဖမ်းမယ်အမဲနေပြီနော်ရှစ်လေးရှိမယ်ရှင်းနဲ့ရှိမယ်ရှစ်9ရှိမယ်ရှစ်6ရှိမယ်ခင်ဗျအဲ့လိုက3လေးရှိမယ်3နှစ်ရှိမယ်3 9ရှိမယ်3 6ရှိမယ်ခင်ဗျအနည်းနဲ့ပြောင်းယူမယ်6နှစ်အတွက်ကကြတော့6လေးရှိမယ်6နှစ်ရှိမယ်6 9ရှိမယ်6 9ရှိပါမယ်နှစ်လေးရှိမယ်နှစ်ရှိမယ်နှစ်9ရှိမယ်နှစ်6ရှိပါမယ်ခင်ဗျကြိုက်တာတော့အပေါ်ကောင်ပိုကြိုက်တယ်ပေါ့နော်ဒီအပေါ်ကောင်ကျွန်တော်ပိုကြိုက်ပါတယ်သူ့ကိုကျွန်တော်တို့ main ထားလို့ရပါတယ်ဒီကောင်လေးရမ်းသင့်ပါတယ်ကိုနဲ့ကိုကြိုက်တဲ့ကဏ္ဍဒီထဲမှာပါတယ်ဆိုပါကျွန်တော်ဒီထဲမှာမကြိုက်တာရှိပါတယ်အပူးတွေမကြိုက်ပါဘူးအပူးပယ်လို့ရပါတယ်ဒီအပူးတွေကျွန်တော်သိမကြိုက်ကျွန်တော်နှစ်တော့ပြီးတော့ပြန်ကြားတစ်ချက်ရှိအောင်6886မကြိုက်ပါရှစ်ထဲမှာဆိုရင်86မကြိုက်ဘူးဟုတ်တယ်ဒီနေ့တော့ဗောနော်ဒီနေ့ဒီနေ့22ရက်ကြာတာပြည်နေ့အတွက်ကျွန်တော်ကဒါကိုရွေးထားပါတယ်မိတ်ဆွေများဒီကဏ္ဍလေးရွေးထားပါတယ်ဒီကဏ္ဍလေးကိုတစ်ချက်မှတ်ထားပြီပါโอเคမနက်တည်းကထွက်သွားရင်ဒီကဏ္ဍလေးညနေကျရင်စော့တာလုံးဝမလို့ပါဒီ12နာရီ10မိနစ်မှထွက်သွားရင်ညနေစော့တာလုံးဝမလို့ပါဘူးထပ်မထွက်ပါဘူးကေမနက်ပိုင်းမထွက်ဘူးဆိုဒီကဏ္ဍလေးကညနေလာဖို့များပါတယ်ဒီကဏ္ဍလေးကဘာ
percentage ရဆိုရင်85%လောက်ရှိပါတယ်ကျေးဇူးပါမှတ်ထားမှာတစ်ချိန်နဲ့ထွက်မှာပါမနေ့ည2ချိန်မထွက်ပါဘူးတစ်ချိန်သာပါပဲအားလုံးပဲကံကောင်းကြပါစေခင်ဗျကျေးဇူးပါ